အားလုံးပဲမင်္ဂလာပါရှင်စေထော့စောနေပြန်လဲကြိုဆိုလိုက်ပါတယ်ယခုဒီဆက်ပေးမယ့်အကြောင်းလေးကတော့ကင်ဆာဝေဒနာကိုခံစားနေရလို့မကြခင်မှာနှုတ်ဆက်ရတော့မယ့်မိမိကိုယ်ရဲ့အကြောင်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ပရိသတ်များရှင်တရုတ်ဆောင်မိမိကိုကတော့ MRTV4 ကတင်မြောင်းလိုက်တဲ့မင်းသမီးတွေထဲကတလက်အပါဝင်ပဲဖြစ်ပါတယ်။ဂျာယာဇယုတ်ကိုအကောင်းဆုံးတရုတ်ဆောင်နိုင်ခဲ့တဲ့သူတစ်ယောက်ဖြစ်တာကြောင့်မင်းမီကိုအတွက်တော့အကယ်ဒမီစုကြီးကိုလည်းပရိသတ်တွေကမျှော်လင့်တောင်းတနေတာလည်းဖြစ်ပါတယ်။မင်းမီကိုက MRTV4 နဲ့လက်တွဲမဖြုတ်သေးဘူးဆိုပေမဲ့အမှုပညာလှုပ်ရှားမှုတွေကတော့ဇက်တိုက်ရှိလို့နေတာလည်းဖြစ်ပါတယ်။အချို့မင်းသမီးတွေကအောင်မြင်ပြီးနေရာတနေရာရောက်ပြီးသွားပြီဆိုရင်တော့ MRTV4 နဲ့အလုပ်လုပ်တဲ့စာချုပ်တွေကိုဖျက်သိမ်းကလက်တွဲဖြုတ်တတ်ကြပါတယ်။မင်းမီကိုကတော့လက်ရှိချိန်မှာလက်တွဲမဖြုတ်သေးပဲဇက်လန်တွဲတွေကိုလည်းရိုက်ကူးနေတာဖြစ်ပြီးရုပ်ရှင်ဇာတ်ကားကြီးတွေကိုပါရိုက်ကူးခွင့်ရရှိနေတာလည်းဖြစ်ပါတယ်။မင်းမီကိုကလွန်ခဲ့တဲ့နှစ်တွေတုန်းကအကယ်ဒမီစုကြီးအတွက်မျှော်မှန်းနေရတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။မနစ်တုန်းကဆိုရင်မင်းမီကိုကမြနင်းစီဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာတကယ်ကိုပဲကြောချမ်းစရာကောင်းလောက်တဲ့အိုင်တင်တွေကြောင့်အကယ်ဒမီစုရလိမ့်မယ်လို့မျှော်မှန်းထားတယ်ဆိုပေမဲ့ချိုးလေးကအကယ်ဒမီစုကြီးကိုရရှိသွားခဲ့တာလည်းဖြစ်ပါတယ်။စိတ်တက်မကြတဲ့မင်းမီကိုကတော့အမှုပညာလုပ်တွေကိုစက်တိုင်းလုပ်ရင်းနဲ့ပဲအားတင်းလာခဲ့တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ဒါပေမဲ့လက်တော်လုံးမှာဆိုရင်တော့ကျမရေမကောင်းမှုဆိုတဲ့သတင်းတွေကခဏခဏဆိုသလိုပြန့်နှံ့လာတာလည်းတွေ့ရှိရပါတယ်။လွန်ခဲ့တဲ့လတွေတုန်းကဆိုရင်မင်းမီကိုတယောက်ကျမရေမကောင်းလို့ထိုင်းနိုင်ငံမှာတွားရောက်ဆေးကုနေရတဲ့ဆိုတဲ့သတင်းတွေကထွက်ပေါ်နေရလည်းဖြစ်ပါတယ်။ဒါပေမဲ့လက်တော်လုံးမှာဆိုရင်တော့မင်းမီကိုအတွက်ဖြည့်ရှင်းစရာကိစ္စတွေကရှိလာတာလည်းဖြစ်ပါတယ်။မင်းမီကိုအနေနဲ့ကိစ္စဖြစ်နေတယ်ဆိုပြီးတော့အမိတက်ခံနေရပြီးဒီကိစ္စကအမှန်တကယ်ဟုတ်မဟုတ်ဆိုတာလည်းသူကိုယ်တိုင်တော့မသိသေးပါဘူး။ယောဂစစ်ဆေးချက်တွေကထွက်မလာသေးတာကြောင့်စိတ်လှုပ်ရှားနေရတာလည်းဖြစ်ပါတယ်။လူငယ်တစ်ယောက်ဖြစ်ပြီးအောင်မြင်နေတဲ့အမှုပညာရှင်တစ်ယောက်ဖြစ်တာကြောင့်ဒီလိုယောဂဝေဒနာဆိုကြီးကိုမခံစားချင်ပါဘူး။နောက်ပြီးတော့ပွဲတွေကအယံများနေကြတဲ့အခုလိုအချိန်အခါမျိုးမှာမိမိကိုအနေနဲ့တချို့ပွဲတွေကိုတက်ပြီးတချို့ပွဲတွေကိုမတက်ကြဘူး။မျက်နှာလိုက်တယ်ဆိုပြီးတော့အပြောခံရတဲ့အပေါ်မှာသူ့ရဲ့ social media ပါအခုလိုမျိုးရေးသားဖော်ပြခဲ့တာလည်းတွေ့ရှိရပါတယ်။ဒီလပိုင်းတွေမှာကျမရေးကအရန်ထူကြတာဖြစ်တဲ့အတွက်လူမှုရေးတွေအလုပ်တွေမှာခွင့်ယူရင်မယုံကြဘူးလူချင်းတွေတော့မှမျက်နှာလေးကခြောင်သွားတယ်နော်နေမကောင်းဘူးလားဆိုပြီးတော့မေးကြတယ်ကျွန်တော်မှထပ်ပြီးစစ်ဆေးရမယ့်ကိစ္စတွေတောင်ရက်ရွှေ့ထားရတာပါတချို့ကလည်းခနေကြတယ်ဟိုလူအဖွဲတွေမှာတော့တွေးလိုက်တယ်အကောင့်ကြီးဘာညာဟုတ်ပါတယ်စိတ်တအားဆောင်တော့တတပြည့်ထင်းနဲ့သွားပါတယ်ပြန်ရောက်တာနဲ့အယုတ်ကျိုးဖြစ်ပါတယ်တော်ယုံမကြီးတက်တဲ့သူမို့လိုင်းပေါ်မှာအမြဲတင်ကဖြည့်ရှင်းလေးမရှိပါဘူးဒါကြောင့်ဘာကြောင့်မလို့ငါပွဲကြမှာမတက်ဘူးဆိုပြီးတော့မမြင်ကြပါနဲ့ဆိုပြီးမမီကိုကတောင်းပန်စာလေးရေးသားခဲ့တာလည်းတွေ့ရှိရပါတယ်မမီကိုကအကယ်ဒမီစုကြီးကိုပိုင်ဆိုင်ချင်တာကြောင့်အမှုပညာလုပ်တွေကိုအသေးအံစူးစမ်းနေပေမဲ့ကျမကြီးကဖျက်လို့နေတာပါဒီနေ့ထဲမှာကျမကြီးအရန်ချူကြလုံးလို့အယုတ်ကျိုးပြတ်ဖြစ်နေတဲ့မမီကိုကသူသာတကယ်ကိစ္စဝေဒနာကိုခံစားနေရရင်ပရိသတ်တွေကိုမကြခင်နှုတ်ဆက်တော့မှာပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးရတော့လဲအားလုံးကိုအထူးကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်လည်းအမှုပညာသတင်းတွေကိုတင်ဆက်ပေးသွားမှာမို့ကျမတို့ရဲ့ channel လေးကို subscribe လုပ်ပေးခဲ့ကြပါဦးရှင်